ကျေးအိုးဆိုင်တွေမှာရောင်းတဲ့မလေးဆိုင်ညှက်ခောက်ဆွဲကြော်လေးကြော်စားရအောင်နော်စီပူလို့ရှိရင်ကြက်သွန်ဖြူစီတက်ပြီးငရုတ်တီအကျန်းမုတ်လေးနည်းနည်းထည့်ပေးပါပြီးရင်တော့ခင်းချင်တီနဲ့ခေါ်ပြီးထည့်ကြော်ပါမယ်အရှားသာအတွက်စားအချိုမုတ်နဲ့တကြားထည့်ပါမယ်တမအောင်မှုပြီးသွားပြီဆိုလို့ရှိရင်အရွက်တွေနူးသွားအောင်အဖုံးခဏအုပ်ထားပေးပါပြီးရင်တော့ညှက်ခောက်ဆွဲခေါ်စံပြားခောက်ဆွဲထည့်ပေးပါမယ်အရှားသာအတွက်ပဲငံပြားရီခရုစီပဲငံပြားရီအပြစ်ထည့်ပေးပါကျမကတော့ရေခဲတက်တာထဲမှာစီချက်ခောက်ဆွဲကြာစံကြောနန်းကြီးတုံးစတာတွေအလွယ်တကူလှုပ်ရှားလို့ရအောင်ကြက်ပြုတ်နည်းတန်းရှိတတ်တာမလို့ဒီတစ်ခါကြက်သားပြုတ်နဲ့ပဲကြော်လိုက်ပါတယ်မိတ်ဆွေတို့ရောကျမလိုကြက်သားပြုတ်ကိုအမြဲအိမ်မှာလှုပ်ထားတတ်သလားယင်ပြပြပေးပါအောင်နော်နောက်ဆုံးမှာကြက်ဥဖောက်ထည့်ပေးလိုက်ပါငရုတ်တီအိုးကင်းနဲ့မွန်မွေးလေးနဲ့ခင်းချင်တီရဲ့တဘာဝချိုချင်းရတာလေးနဲ့မလို့ခုလိုပူအိုက်တဲ့ຢာတီအတွက်အပြောင်းလဲလေးဖြစ်ပြီးတော့ကတွင်းမိန်စီမှာအမှန်ပါပဲရှင်အဆုံးထိကြည့်ပေးတာကျေးဇူးပါနောက်ဗီဒီယိုလေးမှာပြန်ဆုံမယ်နော်ဘိုင်ဘိုင်